ရဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အံ့ဖွယ်ရှိပြငါဘုရားသာသနာမဟာသမုဒ္ဒောဗန္တိအနုဘောဝနေနောအနုဘောဝဘောနောအနုဘောဝမမတောနအာယတကေနေဝဗန္တိဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမဟာသမုဒ္ဒောမဟာသမုဒ္ဒရာတိအနုဘောဝနေနောအစဉ်သဖြင့်နေတဲ့ အနုဘောမဘောနောအစဉ်တဖြင့်ဆိုင်တယ်အနုဘောမပါမသောစိတ်တဖြင့်ကိုင်းတယ်နာအာယတကေနေဝတဖြည်းဖြည်းနဲ့တည်းဆိုင်တယ်ဝေါင်းနဲ့ရှိတယ်မဟာသမုဒ္ဒရာကြီးကဘုရားတပည့်တော်အံ့ဩလောက်အောင်တပည့်တော်တွေ့ဖို့တယ်ဘုရားဓမ္မသမုဒ္ဒရာကြီးရဲ့အံ့ဩပဲဖြစ်ပုံကိုပါရကအတုရာကြီးကဘုရားရှင်ကိုရောမြတ်ကိုလျှောက်တာတောင်းပန်နေပါတယ်။အဲလိုလျှောက်တာတောင်းပန်နေတဲ့ကဘုရားရှင်ကိုရောမြတ်ကတကားတော့တဲ့မဟာသမုဒ္ဒရာကြီးမှာအံ့ဩဝယ်ရှိပြီးတော့နေတာမဟုတ်ဘူး။တကားတော့အတုရာသူရိကြီး ငါဘုရားရဲ့သာသနာတော်မှာလည်းအံ့ဩလောက်တဲ့တရားရှင်မျိုးရှိနေတယ်။သမုဒ္ဒရာကြီးမှာအံ့ဩလောက်တဲ့ရှင်မျိုးရှိနေတယ်လို့ငါဘုရားရဲ့သာသနာတော်မှာလည်းပဲအံ့ဩလောက်တဲ့တရားရှင်မျိုးရှိနေတယ်။ဧဝမေဝကောမာရာဂဣမသမေဓမ္မဝိနယေအနုဘောဘသိက္ခာအနုဘောဘပရိပရဏအာယတကေနေဝအညာပတိဝေရောဧဝမေဝခောဧဝတထပမာထံယုထောအတုလာလည်းလောကသမုဒ္ဒရာကြီးကအစဉ်တပြေနဲ့တည်းဆိုင်တဲ့ဝန်းနဲ့တပြေပြေနဲ့ဆိုင်သွားသလိုဧဝမေဝဧဝတထပမာထံယုထောအတုလာလည်းဣမသမေငါဘုရားရဲ့သီလသမာဓိပညာဆိုတဲ့အံ့ဖွယ်ဖြစ်ပြငါဘုရားသာသနာတော်မှာဓမ္မဝိနယေအစဉ်သဖြင့်နေတဲ့ အနုမောဘသိက္ခာအစဉ်သဖြင့်နဲ့တဲ့အနုမောဘကရိယာအနုမောဘပရိပဏအစဉ်သဖြင့်နဲ့တဲ့ဆိုင်တဲ့ဝေါ်တဲ့จิตตาတဲ့လောကသမုဒ္ဒရာကြီးကတပြေးပြေးနဲ့ဆိုင်ပြီးတော့လာတယ်လို့ငါဘုရားရဲ့သာသနာမှာလည်းပဲငါးပါးသီလတဲ့မြင့်တဲ့တရားကရှင်ပါရှင်ပါတဲ့မြင့်တဲ့တရားက9ပါးသီလ9ပါးသီလတဲ့မြင့်တဲ့တရားက10ပါးသီလ10ပါး